ကားဆရာအားလုံးမင်္ဂလာပါအနေကင်းဘေးရှင်းသွားလန်းတာလို့ပြန်လန်းဖြောင်းပါစေပြောချင်တာလေးတစ်ခုရှိလို့ပါကျွန်တော်တို့ကားပညာလောကဆိုတာတစ်နှစ်နှစ်နှစ်သုံးနှစ်၄၅နှစ်၅၆နှစ်ပေါ့အဲ့လောက်လိုက်အိမ်မှာဒရိုင်ဘာဖြစ်တာဒါတောင်မှကိုယ်မြောက်စားတဲ့ဆရာတွေရှိမှဒရိုင်ဘာဖြစ်တာပါဒီလိုတစ်လနှစ်လသုံးလနဲ့ဒရိုင်ဘာဖြစ်တယ်ဆိုတာတော့အဆင်မပြေဘူးလေနော်ကားလောကတွေဝင်ဖို့ဆိုတာအတွေ့အကြုံတွေအများကြီးလို့လေလမ်းမှာကားတွေပြည့်ရင်ကိုယ်တိုင်ပြင်ရတယ်နှိုင်းရတယ်လက်ပူတိုက်ရတယ်ကိုလိုတဲ့ခရီးကိုရောက်အောင်ပေါ့လူပြောချင်တာလဲဆိုတော့တော်တော်များများပေါ့ကားရီတော်များတွေ့ဘူးပါတယ်ကိုပဋိသင်္ကချဲနေလားဖြက်ကလေးနေလားမိနိုင်လားမမိနိုင်လားသိစဉ်းစားကြဘူးပြီးပြောဝိုးအောင်လည်းပေါင်းကြတယ်တွေ့ရတာလေပြမလဲကျွန်တော်စပီယာတော့ဆိုရင်ဗျာသူများအိမ်မယ်ဆိုရင်ကျွန်တော်ဆရာသမားတွေအိမ်မယ်ဆိုရင်အေးရခင်ပေးရတယ်ဒီချိုးမယ်ဆိုရင်ဝက်ထုတ်ပေးရတယ်သူချိုးပြီးသားဝက်ကိုလျှော်ပေးရတယ်အဲ့လိုဘွားတွေကျွန်တော်တို့ကနေလာခဲ့တာဟုတ်ဒါပေမဲ့ဒီခေတ်စပီယာကြီးတော့ဒါမျိုးမရှိပါဘူးဆရာဝက်လှမ်းထားရင်တော့မှမယုံဘူးမိုးရွာရင်ဒီတိုင်းပြစ်ထားတာဒါမျိုးစပီယာကြီးလည်းအများကြီးတွေ့ရပါတယ်ကားတန်ရှင်မလို့အဲ့ဒါမျိုးဒီလိုပါပဲကားပညာဆိုလွယ်တဲ့ပညာတော့မဟုတ်ဘူးကျွန်တော်တို့လဲဒါကျွန်တော်တန်တရှော့ပေါ့ပညာဆိုတာမစုံဘူးဘယ်တော့မှလူဆိုတာငွေကလေးကတည်သွားတဲ့ဒီပညာဆိုတာစုံတယ်ဆိုတာမရှိပါဘူးကျွန်တော်လည်းပညာမစုံသေးပါဘူးပညာစီးပူးတော့လေးလာတော့ကိုဆရာကြီးထင်နေတယ်ပြတာကိုကျွန်တော်လည်းဆရာကြီးမဟုတ်ဘူးအမြဲတမ်းပညာယူနေရတယ်တစ်လနှစ်လသုံးလသင်တန်းတက်ပြီးမှကားတက်မှာတော့ဘယ်လိုအဆင်ပြေမလို့ခီးတဲ့ကားဆိုရင်လည်းအဲ့ဒီလူတွေကခီးတဲ့လူတွေအန်တယ်များတယ်ကုန်ကားဆိုရင်လည်းကားအောင်နိုင်အတွက်အန်တယ်များတယ်ပတ်ဝန်းကျင်တွေအန်တယ်များတယ်လို့အတွေ့အကြုံစားပြီးမရှိဘူးအဲ့ဒါမျိုးအချို့တွဲကားတွေရှိသေးတယ်ပရိမမီဘူးလေးပေါင်းမနေဘူးနဲ့အားနေရင်တော့ဆိုင်နဲ့သွားဖွင့်ကြောင်းနဲ့ဒင်းစော်တယ်ကိုကားလေးပေါင်းတစ်ရွှွှထွက်နေတာအားတွေမလုပ်ဘူးဘေးထဲမှာရက်နေကြားနေတာမောင်းလိုက်ရင် view ပဲဖြစ်လိုက်ရင်သူတို့အဲ့ဒါမျိုးအားလုံးလေးစားပါလေပြောချင်တာကတော့ဘယ်ပညာမှလွယ်မရပါဘူးလို့ပြောချင်တာပါကားဆရာအားလုံးကျမ်းမှချမ်းသာပါစေ